ကပ်ချင်းမှာဒီလိုဗီဒီယိုတစ်ပုတ်ရအောင်အတွက်ဘာတွေလိုအပ်လဲဘယ်လိုတွေလုပ်ဆောင်လဲဆိုတာတစ်ချက်လိုက်ကြည့်လိုက်ပါရပထမအဦးဆုံးအနေနဲ့ကတော့ new video တွေဝင်မယ်ဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့လုံးမဲ့ပေါ့နော်လုံးမဲ့ project ဖြစ်တဲ့ video တစ်ပုတ်ကိုယူလိုက်မယ်အဲ့လို UVB ဆိုလို့ရှိရင်ကိုကြိုက်နေတဲ့အပိုင်းပေါ့နော်အဓိကပစ်တာရေးမှမဟုတ်ဘူးကျွန်တော်တို့ကဗီဒီယိုအမြန်ထည့်ရမှာနောက်ခံ background လိုမျိုးဟိုဆောင်းတော့ပြခဲ့တယ်လို့အမြန်ထည့်မှာဖြစ်တယ်ကျွန်တော်တို့က 5h လောက်ထားရပါတော့ 5.0h လောက်ထားရတယ်ထားပြီးတဲ့အခါမှာကျွန်တော်တို့ကဘာလောက်ထိထားမှာဗျဗီဒီယိုအရှည်ကကျွန်တော်တို့10 second ပေါ့နော်အဲ့လောက်ပဲထားမယ်ဘာလို့ဆိုဗီဒီယိုကslow motion ထည့်ရနေရမှာပဲသုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနည်းနည်းပဲလိုရတာပေါ့နော်အဲ့တော့ကြောင့်မလို့ကျွန်တော်နည်းနည်းပဲထားတယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ကိုကြိုက်တဲ့ filter ကိုသုံးလို့ရတယ် black and white ဆို black and white ပေါ့နော်အဲ့လို filter အများကြီးရှိရဗျအဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ export ထုတ်လိုက်မယ်ဒါကတော့အရင်ဆုံးလောက်ထားရမှာပေါ့နော်ကျွန်တော်တို့10 second ဖြစ်ဖြစ်ဥမာ15 second ဖြစ်ဖြစ်အဲ့လောက်ထိကျွန်တော်တို့ထုတ်ထားလို့ရရတယ်ဗျအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့လုံးမဲ့ပေါ့နော်လုံးမဲ့ project video ကိုအသစ်ထပ်ပြီးသွားလောက်အောင်ပါဗျဒါကတော့ကျွန်တော်ကအစမ်းပြတာဖြစ်တဲ့အတွက် video တစ်ပုဒ်ကိုယူထားမယ်ပေါ့နော်UVB ဆိုတာနဲ့ကိုပြစ်လို့ပြီးရတယ်ကျွန်တော်တို့ကထည့်ရင်လည်း slow motion ပေါ့နော်ဘယ်နားလောက်ထည့်မှာလဲထည့်ရင်လည်းနားရလို့ရှိရင်ကျွန်တော်တို့အရင်တော့ပြခဲ့ရသလိုပဲsplit နဲ့ဖြတ်တယ်ဖြတ်ပြီးပြီဆိုလို့ရှိရင်သတိထားမှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကအဲ့ဒီ video slow motion ထည့်ထားတဲ့ video ကကျွန်တော်အတန်လုံးဝပါလို့မရအတန်ပါလို့ရှိရင်နှစ်နေဖြစ်ပြီးတော့အတန်ကြီးကတော်တော်လေးစိုးတယ်ဗျအဲ့အတွက်ကြောင့်မလို့ကျွန်တော်အတန်မှာတစ်ခါဖြောက်ပါတယ်အဲ့ဒီမှာကျွန်တော်ဗီဒီယိုကနည်းနည်းရှည်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် slow motion လောက်တာနည်းနည်းအကြိုက်ဆောင်ရပါတယ်အဲ့ဒါလည်းကျွန်တော်နည်းနည်းလေးကြော်လိုက်တယ်ပေါ့နော်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကအဲ့ဒီဗီဒီယိုတစ်ချက်ထောက်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီမှာ duplicate ဆိုတာရှိအဲ့ဒီမှာ duplicate လုပ်ရလို့ရှိရင်ကျွန်တော်ပုံတစ်ခုထွက်လာမယ်တစ်ခုက background ဖြောက်မယ်တစ်ခုကကျွန်တော်ဒီတိုင်းထားမယ်ပေါ့နော် normal တိုင်းထားရမှာnormal တိုင်းထားတဲ့ဗီဒီယိုကအပေါ်မှာရှိမယ်နောက်ထပ်တစ်ခုကပေါ့နော်ကျွန်တော် duplicate လုပ်ထားတဲ့ဗီဒီယိုကိုကျွန်တော်က remove background လုပ်လိုက်မယ်လုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီဗီဒီယိုကို overlay အဖြစ်ပြောင်းတော့နော် overlay ပြောင်းလိုက်မယ်ပြောင်းပြီးပြီဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုရဲ့ပထမလောက်ထားတဲ့ဗီဒီယိုရဲ့အောက်မှာသွားပြီးတော့အတည်ထားမှာပေါ့နော်အညီအညာထားမှာအဲ့လိုမျိုးအညီအညာထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကဗီဒီယိုကို background ဖြောက်မှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က remove background နဲ့ဝင်ပြီးတော့ auto remove ကိုဖြောက်လိုက်မယ်ဖြောက်လိုက်လို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီဗီဒီယိုကကျွန်တော်တို့ character လေးပဲပေါ်တော့မယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်ဗီဒီယိုတစ်ပုတ်ထပ်ထည့်ရမယ်အဲ့ဒီဗီဒီယိုကကျွန်တော်တို့ဆောင်းတော့ပထမဆုံးလုပ်ထားတဲ့ကာလာအမဲရှင်ထားတဲ့ဗီဒီယိုဖြစ်တယ်အဲ့ဒီဗီဒီယိုကျွန်တော်တို့ overlay ထဲမှာတစ်ခါပြန်ပြီးတော့ထည့်မှာပေါ့နော်အဲ့လိုမျိုးထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဗီဒီယိုကိုပဲကျွန်တော်တို့ view အကျဉ်းချက်ကိုကြားသလောက်အနေထားမှာထားလို့ရတယ်အဲ့လိုမျိုးထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဗီဒီယိုကြီးအပေါ်မှာပေါ်နေတယ်ကျွန်တော်တို့လိုချင်တဲ့ပုံစံကနောက်ခံ background အနေနဲ့လိုချင်တာအဲ့အတွက်ကြောင့်ကျွန်တော်တို့က layer ထဲကိုဝင်လိုက်မယ်ဝင်ပြီးရနေဘာလို့ရမှာလဲဆိုလို့ရှိရင်ဒီဗီဒီယိုကိုပထမဗီဒီယိုရဲ့နောက်ကိုပို့မယ်ဘာအတွက်ကြောင့်လဲဆိုတော့ဒီဗီဒီယိုကကျွန်တော်နောက်ခံအနေနဲ့လိုချင်တာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့လိုမျိုးထားပြီးသွားရလို့ရှိရင်ကျွန်တော်တို့က mask mask ဆိုတာရှိရဲအဲ့ထက်ကနေမှ mirror ကိုယူပေးမယ်ပြီးရင်တော့ကိုလိုချင်တဲ့လောက်ကိုအကျဉ်းအချုပ်ပြန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကျင်းရနေပြီးတော့ကျဲသွားကြတာလားဒါမှမဟုတ်လို့ရှိရင်ကျဲရနေပြီးတော့မှအဲ့လိုမျိုးဗီဒီယိုလေးကပြန်ပြီးတော့ကျင်းသွားကြတာလားအဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပေါ်လေးမှာပါတယ်ပေါ့နော်အဲ့ဒီပေါ်လေးမှာအဲ့ဒါလေးကိုကျွန်တော်တို့ကတစ်ချက်ထောက်မယ်ဗီဒီယိုအစမှာပေါ့နော်အဲ့ဒီဗီဒီယိုရဲ့အစမှာတစ်ချက်ထောက်မယ်ပြီးတာနဲ့နောက်ဆုံးနားမှာပြန်ပြီးတော့ဥမာပထမပိုင်းကစပြီးတော့ကျဲတယ်ကျဲပြီးလို့ရှိရင်နောက်ပိုင်းကျပြန်ကျင်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီနားမှာတစ်ချက်ပြန်ထောက်ပေါ့နော်ကလေးလေးကိုပြန်ထောက်ပြီးပြီဆိုလို့ရှိရင်တော့ဗီဒီယိုကိုလိုချင်တယ်လို့ပြောင်းရွှေ့ပေါ့နော်အပေါ်ထားမှလားဒေါင်းလိုက်ထားမှလားအမျိုးပြောင်းလို့ရရဗျအဲ့ဒါလေးတော့မှာပေါ့နော်အရှိကကျွန်တော်ပြောပြခဲ့တယ်လို့လုပ်ပြီးပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးဖြစ်သွားမှာပါဒီလိုလုပ်ပြီးချင်းကတော့ကျွန်တော်သိထားတဲ့လောက်ကိုပြန်ပြီးတော့ချပြပေးရဖြစ်ပါတယ်ကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့လိုက်ပြီးတော့လုပ်နိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ